အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့နုနုပါစားလွယ်ပြီးတော့အရာအလုံးလှုပ်ချင်နေတဲ့နုနုတယောက်ဒီ channel လေးကိုထောင်ပြလိုက်တာပဲဖြစ်ပါတယ်ဒီနေ့မှာတော့နုနုတယောက်ကသူ့ရဲ့စနေနေ့တတိတာကိုလိုပြန်တဲ့ဆိုတာကိုအားလုံးကိုလိုက်ပြသွားမှာပဲဖြစ်ပါတယ်စိတ်ဝင်စားတယ်ဆိုရင်အတူတူလိုက်ကြည့်ပေးကြပါဦးစိတ်ဝင်စားလဲအတူတူလိုက်ကြည့်ပေးကြပါဦးကျေးဇူးတင်ပါတယ်ဇလန်လေးရဲ့အစမှာတော့နုနုဟာမနက်ခင်းအစောတတ်တဲ့အကြောင်းသူလေးတူဖြစ်ပါတယ်။အဲ့ရနိုးထားလာပြီး breathing exercise ကိုပုံမှန်လုပ်လို့ရှိကစိတ်တည်ငြိမ်အောင်ထားသူတူလည်းဖြစ်ပါတယ်။လူလိမ်မဲလိုက်ကလေးဖွင့်တာကိုမှတ်တမ်းလေးတွေကြီးကြားရမယ်ထင်လို့နားဆွင့်နေရလားနားထောင်နေနဲ့အဲ့ရနိုးလာတာနေ့လေတနာကြီးတိုက်ချုံမလာပါတဲ့မျက်နှာလေးကိုတက်စီအောင်စီကြောမျက်နှာကိုပုံပုံချုံမသွားအောင်စကင်ခဲမယ်ယောဂချောပြီးတော့ဘာလို့စကင်ရခဲနေရသေးရလဲဆိုတော့ကိုယ့်ကိုချစ်လို့ပါကိုယ့်ကိုချစ်တော့ကိုယ့်ကိုဂရုစိုက်တာအဲ့တော့အားလုံးလည်းကိုချစ်ရတဲ့သူတွေကိုဂရုစိုက်ပေးကြပါအဲ့လိုမှမဟုတ်ဘဲနဲ့သူမထားခဲ့တာခံလိုက်ရပြီးတော့မှကိုတို့မကိုလည်းစဉ်းစားကြည့်ကြပါအောင်ဗျာဆိုလို့ရှိရင်တော့တော်ဒီလိုအဲ့ဒါကြီးကြောင်မသွားနိုင်ဘူးလေအင်ကြီးလဲဒီနေ့ကောင်အိတ်လိုက်စားလိုက်ပဲလှုပ်ချင်နေတဲ့တတော်တကောင်ကိုစားကြွေးပြီးရင်ပြင်သွားမယ်အမဖျက်ရှောက်လုပ်တဲ့ကောင်မလေးတပတ်တစ်ခါထိုးစံအတိုင်းစတိုးဆိုင်ကအမကြီးလို့အမကဒါလေးလောက်လဲလို့မေးပြီးတော့ဒုက္ခသွားပေးမယ်ရဲရှင်အောင်လို့နော်တောင်းမယ်နော်ကျွန်တော်ကြိုက်တယ်လိုက်ဒီစတိုးဆိုင်မှာညီဟိုစိတ်လှရှားကြီးအကောင်းဆုံးနေရာပညာလေးဆိုတော့ဒီနေရာပဲအမကင်မရာရှာတွေ့သွားပြီအဲ့ကိုကမ်
တွေ့တဲ့ကလေးလေးအောင်ရှင်းခံရတဲ့သူတွေကတော့ဝန်ပဲပြန်မယ်ပြန်ရောက်တော့ရုပ်ရှင်ကြည့်ဖို့ရှာတယ်မဟုတ်ဘူးစာလေးနည်းနည်းလုပ်တယ်တန်ရှင်းရေးလို့တန်ရှင်းရေးလုပ်တယ်ဆိုလို့အချင်းမခံရတဲ့လူကြီးမင်းတို့ဟာလည်းသူမစီကနေပြီးတော့အမိုက်လေးတစ်ခုလိုမျိုးရှင်းထုတ်ပြခြင်းကိုခံလိုက်ကြရတာမှန်လားပြောရရှိတော့ပြောနိုင်တယ်လေပြီးရင်နေ့လည်စာမှလာဟင်းစားမယ်ဆိုပြီးတော့ပြင်ဆင်ဆိုင်ရမယူဒုက္ခပြပြဝေလာတာလေးနေပြမယ်လက်မတွေရှောက်တောင်ပြနေအခုမှစမ်းစားကြည့်ပါအမှန်ရင်ရေးရှင်လေးကရေးဆိုင်ရမှာကို10မိနစ်နဲ့1နာရီမှဖတ်မိပြီးတော့နေ့လည်စာမှလာရင်ငတ်စားပြီးတော့ရေချိုးအမှညကြတော့မှလာဟင်းစားရပြီပြီးတော့မျက်နှာတက်သွားတိုက်ရရှိခိုးမီးပိတ်အိတ်ပရိသတ်များရှင်ယခုဗီဒီယိုကိုကြည့်ရှုနေတဲ့လူကြီးမင်းဟာဆိုရင်ဖုန်းအားအကုန်ခံအင်တာနက်ဘေးကိုအသုံးချပေးခဲ့ပြီးအားသွန်ခိုးစိုက်ဖြစ်စေရောကိုပါမိမိရှိတဲ့အလုပ်လေးများကိုဘေးချိတ်ပြီးအချိန်တွေကိုပေးဆက်ခဲ့သည့်အတွက်တသက်သာအကောင်းဆုံးအချိန်ဖြုံးနိုင်သည့်စုကိုယခုကြည့်ရှုသူလူကြီးမင်းအားထိုက်ထိုက်တန်တန်ရွေးချယ်ချီးမြှင့်လိုက်ရပါတယ်ရှင်ကောင်း
congratulations ပါ like and subscribe အပြီးသူများလာမယ်ပြောင်းသလားဆန်းဆရာနေနေပါရောက်စေ